ပဲမင်္ဂလာပါဗျာဒီနေ့က2026ဩဂုတ်လ14ရက်နေ့ဖြစ်ပါတယ်ဗမာတွေကိုဘသူတွေကစော်ကားနေတာလဲမေးတဲ့မေးခွန်းတော့ကိုကျော်ကြီးအနေနဲ့ပြန်ပြီးတော့မေးခွန်းပြန်ထုတ်ပြီးမယ်ဟုတ်ပြီနော်ယနေ့ဗမာချင်းဖြစ်တဲ့ကိစ္စဟုတ်ပြီနော်မင်းတို့အားလုံးဒီရန်တိုက်ဂုံလိုက်တဲ့တိုက်လိုက်တာဒီအာနာရှင်ကြောင့်စစ်တပ်ကြောင့်ဆိုတဲ့စကားနှလုံးနဲ့ပါတယ်အာနာရှင်စစ်တပ်ဟုတ်လားတကယ်တမ်းတယောက်နဲ့တယောက်ဖြက်စီးကြတာဒီဗမာချင်းဖြက်စီးကြတာဗမာချင်းဖြက်စီးတာဖြစ်ချင်းကြောင့်တွေးတိုးလှုံ့ဆော်တဲ့စကားနှလုံးနဲ့အာနာရှင်ရဲ့စစ်တပ်ရဲ့ဆိုတဲ့စကားပဲပါတယ်တကယ်တမ်းကောင်းစားသွားတာဘယ်သူတွေလဲတိုင်းရင်းသားလက်နက်ကိုင်တွေအကုန်လုံးနေမြေရသွားတယ်ဗမာတွေရဲ့အချုပ်ချာအာဏာပိုင်မြေတွေအကုန်လုံးဖဲ့ပေးတယ်အသက်တွေပေးလိုက်ရတာဘယ်သူတွေပေးလိုက်ရတာဗမာတွေပေးလိုက်ရတာငါတို့ဗမာချင်းဖြက်စီးရတာငါတို့ဗမာတွေကိုစကလုံးလှလှလေးတွေနဲ့ဟာလာကြုံမွေးသွားတာပြစ်ဒစာမွေးသွားတာဘဲကောင်းလေးလေဗမာလူမျိုးခေါင်းနေမင်းတို့အခု NUG ဆိုတဲ့ကောင်တွေကခေါင်းနေနိုင်ငံရေးသမားမဟုတ်ဘူးခေါင်းနေငါပြောတာနေဟုတ်လားမဟုတ်လားဆိုတာမင်းတို့လက်ရှိကြည့်လိုက်မင်းတို့ပြောတော့စစ်တပ်ကိုမုန်းတယ်အာဏာရှင်ကိုမုန်းတယ်အခုစစ်တပ်နဲ့အာဏာရှင်တွေနဲ့လက်ဆွဲနှုတ်ဆက်ပြီးတော့တွဲဆုံဆွေးနွေးပွဲလုပ်နေတာဘယ်သူတွေလဲငါတို့ကိုဖြေပေးတကယ်အသက်ပေးခဲ့ရတဲ့ဗမာတွေအတွက်မင်းတို့ဘာလုပ်ပေးမှလဲဟမ်မင်းတို့နိုင်ငံရေးခေါင်းဆောင်ဆိုတဲ့ကောင်တွေကခေါင်းအစင်းလောက်ရှိတယ်လို့ငကိုတွေကကိုကျော်ကြီးကနှစ်ပေါင်းများစွာပြောခဲ့တာတကယ်အသက်ပေးခဲ့ရတာငါတို့ဗမာတွေကြီးပဲအညာသားတွေကြီးပဲနေမြေဘသူတွေရခဲ့တာလေလက်ရှိလက်စုပ်လက်ကင်နေမြေရတာဘသူတွေရထားတာလေအဲ့ဒီလိုရသွားတဲ့အချိန်မှာငါတို့ဗမာတွေအတွက်ဘာပြန်လုပ်ပေးပြီးတော့သူတို့အတွက်ဘာလုပ်နေလဲမင်းတို့မြင်အောင်ကြည့်လေဟုတ်လားဗမာတွေကိုဘသူတွေကဒုက္ခပေးနေလဲဆိုတာကိုမြင်အောင်ပြောပြတာမင်းတို့ရန်တိုက်တာနှစ်ခုတည်းဗမာချင်းရန်တိုက်သွားတာရန်တိုက်ပြီးမင်းတို့အကျိုးစီးပွားတွေပြီးမင်းတို့အကုန်ပတ်ယူသွားတာ NUG ဆိုတဲ့ကောင်တွေကခေါင်းဆင်းလောက်ရှိတဲ့ကောင်တွေသူတို့မိသားစုတွေအမေရိကမှာအကုန်လုံးကတိုက်နဲ့တာနဲ့ကားနဲ့ဟာလာသားသမီးတွေဆရာဝန်တွေဖြစ်ကုန်ပြီပညာတတ်တွေဖြစ်ကုန်ပြီငါတို့ဗမာလူမျိုးတွေအကုန်လုံးဘဝပြတ်နေကြတယ်အကုန်လုံးတဏှာမှာဒုက္ခရောက်ပြီဆိုကြံတဲ့ဗမာတွေပါအကုန်လုံးဒုက္ခရောက်သွားတာဒီအတွက်ဗမာတွေငြိမ်းချမ်းညီညွတ်ဖို့ပြောတာငါတို့ဗမာတွေကအကိုကြီးဖရတယ်ဒီတိုင်းပြည်မှာအခုတော့ငါတို့ကနိုင်ငံရေးပြစ်ဒစာတွေဖြစ်နေတယ်နိုင်ငံရေးကြုံတွေဖြစ်နေတယ်ဒါကိုစီးရုံးစေချင်တာငါတို့ဗမာကြီးဖြက်စီးနေတာတွေကိုရက်တန်းကရက်စေချင်တာအဲ့ဒီအတွက်မြင်အောင်ပြောစေချင်တာမင်းတို့ဂုံတိုက်တာကစစ်တပ်တစ်ခုတည်းဆိုတဲ့နာမည်တစ်လုံးနဲ့မင်းတို့ထမင်းစားရကြီးအကုန်လှုပ်သွားတာငါပြောတာမဟုတ်ဘူးဆိုကြိုက်တဲ့ကောင်ထွက်ရှင်းလို့ရတယ်ဟုတ်လားငါကိုဗုဒ္ဓဘာသာအကြောင်းမပြောဘူးလို့ပြောရင်မွတ်စလင်တယောက်ကထပြောထားတာတွေ့တယ်ဟဲ့အောင်မင်းတို့မွေးထားတဲ့ခွေးတွေငါ့ကိုတရားစွဲဖို့လုပ်နေတယ်ဝိနည်းရှာချဖို့လုပ်နေလို့ငါအသေးအံတိုင်းငံရှင်းနေရတယ်မင်းတို့မွေးထားတဲ့ခွေးတွေဗုဒ္ဓဘာသာထဲမှာမင်းတို့မွေးထားတာအဲ့ဒီကောင်တွေကငါ့ကိုတရားစွဲဖို့လုပ်နေတယ်မင်းတို့သိလားငါ့ကိုကြည်စံနေငါ့ကိုနှခမ်းနေယူမလားတို့ဟလာနက်နက်တီးစားမလားဆိုတာငါ Messenger ထဲမှာတပုံတစ်ခေါင်းကြီးရဲ့ကြိုက်တဲ့အချိန်လာကြည့်လို့ရတယ်ဘယ်ကောင်းမှငါအဖတ်မလုပ်ဘူးအရေးကြီးတာကငါတို့လူမျိုးကိုပြစ်ဒစာမွေးပြီးတော့ငါတို့လူမျိုးအချင်းချင်းခေါင်းလောက်သွားပြီးတော့ငါတို့လူမျိုးကိုဖျက်ဆီးသွားလို့ပြောပြနေတာဒီအချိန်မှာငါတို့လူမျိုးကပြန်ပြီးမစည်းရုံးနိုင်လို့ရှိရင်နောက်တစ်ချိန်မှာဒါဗမာလူမျိုးလို့တော့ပြောလို့မရတော့ဘူးလွတ်လပ်ရေးရထားတာဗမာပြည်ဆိုပြီးရထားတာလွတ်လပ်ရေးကျင်းညာစာတန်းကြီးမှာငါတို့လူမျိုးဟာဒီမြေပေါ်မှာတမိုင်းကိုနှစ်ပေါင်းထောင်ပေါင်းများစွာရှိတယ်အဲ့ဒီအတွက်ငါတို့လူမျိုးကစစ်စီရုံနေဖို့ပြောတာသူများဘာသာကိုစော်ကားဖို့လည်းမဟုတ်ပောက်ခတ်ဖို့လည်းမဟုတ်ဘူးလို့ငါပြောတာရှင်းရှင်းလေးငါတို့အကိုကြီးဖားရနေရာကိုပြန်ရလာဖို့အတွက်ငါတို့ပြောပြနေတာငါတို့လူမျိုးစီးအောင်ဖို့ပြောတော့မင်းတို့ဘာတွေကြောက်နေတာလဲမေးကြည့်လေမင်းတို့ခေါင်းစင်းလောက်ရှိတဲ့ကောင်တွေကဟုတ်လားကိုလူမျိုးကိုမင်းတို့ခေါင်းလောက်သွားတာမင်းတို့အခုလက်ရှိခေါင်းလောက်ပြီးစားနေတယ်ဆိုတော့မဟုတ်ဘူးလို့မင်းတို့ညီးနေတဲ့ကောင်ရှင်ထွက်ခဲ့မင်းတို့အလူကြီးတောက်ဆိုလို့ကငါတို့လူမျိုးကိုခေါင်းလောက်စားသွားတာငါတို့လူမျိုးတွေရဲ့ခေါင်းဆိုတဲ့အမျိုးကလေတိလားပြစ်ဒစာမတွေဖင်ရအရေးထွက်မှထမင်းစားရတာငါတို့ဗမာတွေသွေးတွေမျက်ရည်တွေကြမှာမင်းတို့ထမင်းစားရတဲ့အတွက်မင်းတို့ခေါင်းနေလို့ပြောတာနားလေလားမင်းတို့ခေါင်းလောက်စားနေလို့ငါတို့လူမျိုးပြက်စီးနေတာကိုတလုံးသားတွေကမခံနိုင်လို့ထပြောတာမင်းတို့ကိုယ်နေထားကိုသိဖို့လိုတယ်